အခြားဝမ်းပြောက်အိမ်မီးပိုင်းပြောက်နေညီလေးတွေတော့ဗောနော်ကိုရှာလို့ရသလောက်လေးဗောနော်အရင်တော့ကိုချိန်ခဲ့တယ်ဆိုရင်ဒီကကွာရဲ့ဒီတိုင်းထိတ်နေပဲချိန်ကြတာဗောများတယ်ဗောနော်ဒီလိုမျိုးဗော sorry ဘယ်ကဒီမှာမရောက်ဘူးချက်မပြဒီလိုထိတ်နေဗောနော်ချိန်ခဲ့တာများတယ်ဗောနော်အဲ့တော့အခုကကြတော့အခုကျွန်တော်ရှာလို့တွေ့ထားဒီလိုချိန်နေဒီက target နဲ့ချိန်ကြတာများတယ်နော်ဒီလိုမျိုးလေးဗောနော်အဲ့လိုလေးချိန်ကြတင်လွတ်မယ်ဗောနော်အဲ့လိုမျိုးလေးချိန်ကြများတယ်ဒါပေမဲ့အခုကကြတော့အခုကျွန်တော်နောက်ပိုင်းရှာတွေ့ထားတာကြဘာဖြစ်သွားလဲဆိုတော့အမှန်ဒီဘက်နဲ့ပြင်ဘူးကောင်းတယ်ဟုတ်လားဒီလိုထိတ်တော့ထိတ်ပဲထိတ်တော့ထိတ်ပဲမှန်နဲ့ဒီဘက်ထိတ်ပေါ့နော်အိမ်မူဝိုင်းမှာပြတ်ဘူးဖြစ်နေပြဿနာဒီလိုမျိုးပေါ့နော်ဒီပြောချင်တာတော့ဗျာဒီကခွာရဲ့ဒီဘေးသားနဲ့ချိန်ကျွန်တော်ဆိုရင်အခုဒီလိုမျိုးပေါ့နော်ဒီလိုထိတ်လေးနဲ့ဒီဘက်ထိတ်နေပေါ့နော်ဒီဘက်ထိတ်နေချိန်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတဲ့ဒါကိုပြည့်နေကြကွာဆိုရင်တော့ဒီထိတ်နေချိန်ကျွန်တော်လည်းအရင်တော့ဒီထိတ်နေချိန်နဲ့ဘာမှမဖြစ်ဘူးနော်အဲ့ထိတ်နေချိန်နဲ့ရတယ်ကိုပြည့်နေကြကွာမဟုတ်ဘူးဆိုရင်အရှာပွိုက်မြေရှာတဲ့အခါမှာဒီဘက်ဘေးနဲ့ချိန်နော်ကျိုးဆွဲလိုက်တဲ့အခါမှာဘေးသားနဲ့ချိန်လူဆွဲလိုက်တဲ့အခါမှာဒီကဘေးသားနဲ့ချိန်နော်အဲ့ဒါဒီကောင်းနဲ့ပြန်ဝရှင်းမကြည့်ကျွန်တော်ကြားဒီလိုကလစ်ကွာလေးဆိုရင်တော့ဒီကလစ်ကွာရဲ့အားသာချက်ကကျွန်တော်တို့လည်းရင်တော့ဒီကလစ်တွေကိုဒီတိုင်းပဲထားတာဗျမသုံးပြဘူးပေါ့နော်ဒီမှာပါတဲ့မြောင်းလေးတွေကိုမသုံးပြဘူးပေါ့နော်ဒါလေးကတော့လုံးဝဟိုဘယ်လိုပြောရမလဲတော်တော်လေးဟိုအဆင်ပြေတဲ့ဟာလေးပေါ့နော်တတိမထားမိပဲနဲ့ဒီကောင်ကနေချိန်လုံးဝမိုက်တယ်ပေါ့နော်ကျွန်တော်အခုဒီကွာကိုဆိုရင်ရှာထားတာဒီထိတ်နေပြင်ကျွန်တော်မရဘူးကျွန်တော်ဆွဲနေကြပုံစံတိုင်းပဲကျွန်တော်အရင်ဆုံး35အကျယ်ခွားတွေစတိကွာဒီလိုအပားတွေကိုပြစ်လာခဲ့တာပေါ့နော်ဒီလိုထိတ်နေပဲချိန်လာခဲ့တာဒါပေမဲ့ဒီကွာနဲ့ပြစ်တဲ့ခါမှာအဲ့တိုင်းပြစ်ရင်မှန်ဘူးကျွန်တော်ရဲ့ခွန်ကဒီခွန်တိုင်းကျိုးပြီးသားပေါ့နော်အဲ့တော့အဲ့ဒီဟာကိုဘယ်လိုလုပ်ရလဲဆိုတော့ဒီမှာဘေးသားပါတယ်ပေါ့နော်ဒီဘေးသားပါတယ်အဲ့ဒီကဘေးသားလေးနဲ့ပဲဒါလေးနဲ့ပဲချိန်နေပေါ့နော်အဲ့တော့ဒီလိုကလစ်ကွာဝယ်ထားတဲ့လူတွေဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ကျွန်တော်ဒီလိုကလစ်တိုက်ကို recommend ပေးပါတယ်နော်ဒီလိုဟိုဖြစ်တယ်ဆိုရင်စမ်းပြီးတော့သုံးကြည့်ပါဟိုအခြားဝမ်းရှာတာပို့လွယ်တယ်ပေါ့နော်ဒီလိုမျိုးတဲ့သွားဒီလိုစောင်းမနေဘူးတွေဒီလိုစောင်းမနေဘူးတွေကတော့လိုတယ်နော်ဒီကမှာပါတဲ့သူ့ရဲ့အစိမ့်လေးနဲ့အစိမ့်လေးနဲ့ဒီကောင်းနဲ့ဒီလိုတန်းလေးဖြစ်သွားရင်လွတ်လိုက်အဲ့ဆိုကွက်တီပဲမှန်မိတာပဲဒီလားအဲ့တော်တော်ကိုကောင်းတယ်နော်ဒီမှာအစိမ့်မင်းလေးပါတယ်ဒါကဒီထက်မှမလို့ကျွန်တော်မမြင်ရတာပေါ့နော်ဒီကအစိမ့်မင်းလေးနဲ့ကိုပြစ်ချင်တဲ့ target ပေါ့နော်အဲ့အစိမ့်မင်းလေးနဲ့ကိုပြစ်ချင်တဲ့ target နဲ့ထားပါတော့တဲ့နေပြီဆိုရင်လွတ်လိုက်ဟိုကျွန်တော်တို့ဘယ်လိုရမလဲစကုတ်တက်ထားသလိုပဲဗျာဒီလားချိန်ခွန်းကဒီကွာသားကိုဒီလိုမျိုးအပင်မပါဘူးဒီလိုမျိုးအပင်မပါဘူးဒီလိုကွာမျိုးကိုလွတ်မယ်ဆိုရင်ဒီနားနဲ့ဆိုရင်မြန်မာနဲ့လွတ်ရတာဖြစ်တော့ဒီနားနဲ့ဒီလိုမျိုးချိန်တဲ့ခါမှာတိကျချင်လည်းတိကျမယ်မတိကျချင်လည်းမတိကျဘူးပေါ့နော်အပေါ်နဲ့တက်သွားတာမျိုးအောက်နဲ့ကျသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကြတော့ခုဥစားတော့ဒီနားနဲ့ပဲချိန်လို့ရှိရင်ဒီအပင်လေးနဲ့ညီသွားလို့ရှင်တော့လွတ်လာတော့ကွက်တီပဲနော်ဒါလေးကတော့ကျွန်တော်ရှားရတာလေးပြောပြတာပါနော်အဆင်ပြေတဲ့ညီကိုတွေတော့သုံးပေါ့ဗျာအဆင်မပြေတဲ့လူတွေတော့မသုံးနဲ့ပေါ့နော်ဒါကျွန်တော်ပြောပြတာကြီးကအမှန်မှလို့ပြောတာတော့မဟုတ်ဘူးဒါအခုကျွန်တော်လက်ရှိသုံးနေတာကျွန်တော်ကတော့အခုဒီကောင်ဟိုသုံးပြတဲ့အခါမှာဒီကအပင်နဲ့ကျွန်တော်ချိန်နေပေါ့နော်ဒီအပင်လေးနဲ့ချိန်နေဒီအပင်လေးနဲ့တဲ့နေလွတ်လိုက်ကွက်တီပဲဒါမှမဟုတ်ဆောင်းနာပြောလို့ပေါ့နော်ကျွန်တော်ကနည်းနည်းနီးတယ်ဗျပေးရနီးတယ်ဆိုတာပေးကျွန်တော်ဥစား20ကျော်ပဲရှိမယ်20နဲ့အစိတ်ကြားပဲရှိမယ်အဲ့လိုဆိုတော့ဒီကောင်နဲ့သွားတာပေါ့နော်ပြီးထားပါတော့40 50မှာဖြစ်သွားတယ်60 90မှာဖြစ်သွားတယ်ဆိုတော့ဒီကောင်ကကိုလိုလေးနည်းနည်းလေးတော့တက်ချင်အောင်ပဲပေါ့နော်ဒါဆိုရင်ကျွန်တော်နှစ်ပင်မြောက်ကိုထည့်ထားတာတောက်နဲ့တောက်တော့မတူနိုင်ဘူးပေါ့နော်ဒါမှဒီကလစ်ကိုဒီမှာနှစ်ပင်မြောက်မှာထည့်ပေးမယ်လို့ဒီကလစ်မဟုတ်ဘဲနဲ့သူ့မှာ original ပါတဲ့ရိုးခေါင်းပါသေးတယ်ဗျာနှက်ကျက်တဲ့ခေါင်းပါသေးတယ်ရိုးနှက်ကျက်တဲ့ခေါင်းတွေကြဒီ3ပင်မြောက်မှာထည့်ရတယ်သွားတဲ့ပုံစံဘယ်လိုကွာနေလဲတော့မသိဘူးအဲ့လိုမတူဘူးပေါ့နော်အဲ့လိုမျိုးလေးကွက်ကိုရှာပြစ်ကြည့်ပါအဲ့ဆိုလို့ရှိရင်အစင်မီတော့ပါလိမ့်မယ်ဒီဘေးအောက်ကိုလူချပြရမှာဟာကိုမကြောက်ပါနဲ့ရဲပြစ်ပါဟိုပြစ်သားကြနေလူပေါ့နော်အတင်သမားတွေတော့တိတ်မစမ်းစီခြင်းပြစ်သားကြနေလူဆိုတော့ချတိတ်မကြောက်နဲ့ရဲပြစ်အဲ့လိုရှာရင်နေမှာလေကိုတိုင်းရှားကြည့်မှာသူများပြောရတဲ့ကိုတိုင်းရှားကြည့်မှာပို့အဆင်ပြေပါပေါ့နော်အဲ့ဒီလာပြောပြပြတာပါအဆင်ပြေတဲ့ညီကိုတွေတော့ပြီးတော့ပေါ့ဗျာ
စင်မပြေဘူးဆိုတော့လေမလုံးနဲ့ပေါ့နော်ကျေးဇူးပါခင်ဗျာ